ခန်းနီးမြို့နယ်မန်ကင်းကျေးရွာနဲ့နီးစပ်ရာကျေးရွာတွေမှာကချင် KIA လက်အောက်ခံ PDF များကပြည်သူ42ဦးကိုဇွန်လ29ရက်နေ့ည9:00နာရီအချိန်ခန့်ကအဓမ္မဝင်ရောက်စုဆောင်ရေးဆွဲသွားတယ်လို့ဒေသတွင်သတင်းရင်းမြစ်များကပြောပါတယ်။ညရွာထဲကိုဝင်ရောက်ဖမ်းဆီးချိန်မှာကချင် KIA လက်အောက်ခံ PDF များနဲ့ကျေးရွာလူထုတို့အခြေတည်ဖြစ်ပေါ်ခဲ့ပြီးကချင် KIA ဘက်ကရိုက်နှက်အကြမ်းဖက်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်တို့မန်ကင်းဘက်မှာည9:00နာရီလောက်ကချင် KIA ရွာထဲမှာတွေ့ကြရလူတွေကိုဆဲဆိုရိုက်နှက်ပြီးဖမ်းသွားတယ်။အရင်ကလည်းရွှေမျိုးမာတွေဖမ်းတာတွေလုပ်တယ်။ KIA နဲ့ PDF တွေဖမ်းထားတဲ့အချို့ကလေးတွေကိုကာမိုင်းဘက်ကိုစစ်တပ်နန်းတက်ဖို့ပို့ထားတယ်လို့ကြားတယ်။အဲ့ဒါထုတ်လို့မရရွေးလို့မရဖြစ်နေတယ်လို့ရှမ်းနီအင်ပါယာတို့ပေးပို့ထားပါတယ်။ကချင် KIA ဟာလက်တလောလူတိအဆုတ်ဆောင်တာတွေပြုလုပ်နေပြီးအရင်ကလည်းအသက်မပြည့်သေးတဲ့အထက်တန်းကျောင်းသူတွေကိုဖမ်းဆီးကာစစ်တပ်နန်းအဓမ္မအသက်ခိုင်းတာတွေပြုလုပ်ခဲ့ပါသေးတယ်။မိဘပြည်သူများအနေနဲ့ကချင် KIA နဲ့အပေါင်းအပါများရှိရာဒေသတွေမှာမိမိတို့၏တာသမီများကိုလုံခြုံရေးအထူးခရူးစိုက်ပေးကြရန်နဲ့အခြားသောအရက်ဒေသများတို့ပို့ဆောင်ထားကြရန်အွန်လိုင်းပေါ်မှာရေးသားတိုက်တွန်းနေကြပါတယ်။